brother အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် review လုပ်ပေးနေတာကတော့ဒီ Lego Creator 3-in-1 pirate ship လေးပေါ့နော်ကြာလေးကကျွန်တော်စီမှာရှိနေတာကြာပြီကျွန်တော်တစ်ခါမှအဲ့လို review video နဲ့ကျွန်တော်ရိုက်ပေးပြီပေါ့နော်အဲ့တော့ကျွန်တော်ထည့်ပြီးရိုက်ပေးတာအဓိကကျွန်တော်ပြောရလို့ရှိရင်ကျွန်တော်ရဲ့ collection မှာက Ninja Go ရှိမယ်နောက်ဒီ pirate တွေရှိမယ်နောက် castle တွေပေါ့နော်ဒါကတော့သတိထားမိကြမယ်လို့ကျွန်တော်လည်းထင်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်ဒီဘက် pirate လေးတော့ကျွန်တော်များလေးရိုက်ပြီးပြီပေါ့နော်ကျွန်တော်အဲ့လိုလေးတွေးထားပြီးတော့ဒီ pirate ship တွေလည်းကျွန်တော်စမယ်နောက်ရက်တွေဆိုတော့ဒီနောက်မှာရှိတဲ့ Eldorado Fortress အဟောင်းတစ်တို့နောက်ပြီးတော့ဒီ pirate ship အကြီးတွေကျွန်တော်ဆက်ပြီးတော့ရိုက်ပြီးတော့ကျွန်တော် plan ရှိတယ်ပေါ့နော်ဒီနေ့ကဒီ creator ဒီကလေးနဲ့စမယ်ပေါ့အဓိကတော့ကျွန်တော်ဒီ 3-in-1 set တွေထုံးစံဗျာသူကဒီလိုပုံစံတစ်မျိုးလေးရှိရဲဆိုပေမဲ့သူ့ instruction book မှာပေါ့နော် alternate ပုံစံနှစ်ခုအဲ့လိုမျိုးကပါထားပြီးတဲ့ဖြစ်တယ်ဒီ set တွေယူပဲအဲ့တော့သူတို့အနေနဲ့ကလှေဆိုရင်လည်းလှေအသေးပုံလေးမျိုး 3D printed ပုံနဲ့လာမှာမဟုတ်ဘူးပေါ့နော်သူကဒါကျွန်တော် brick base ပဲဖြစ်တယ် brick base ပုံနဲ့ပဲသူကသွားလာတယ်ဒီရွက်လေးဆိုလည်းလိုပဲအဲ့တော့တခြားနိုင်ငံ collector တွေကတော့ဒီရွက်ဟိုဟာတွေကိုသူကပြင်ပြီးတော့လိုမျိုးပေါ့ဒီပိတ်သားပေါ်မှာ printing ပြန်လုပ်ပြီး custom ကိုင်နေလို့ဒါမျိုးလေးလုပ်ကြတယ်ပေါ့နော်ကျွန်တော်စီအားကောင်တွေကဒီတိုင်းလေးပဲပေါ့နော်အဓိကသူကအစီတည်းကြီးတိုင်းခုမြင်ရတဲ့အတိုင်းပဲဒီမှာရုံကောင်းပုံလေးကိုသူပုံပေါ်ပေးထားတယ်ဒီမှာဆိုရင်ရေသူမလိုဒီလေး break way ပဲပေါ့နော် break way ရေသူမနေတိကျပါမယ်သူ့ရဲ့ design color ကတော့ဒါမျိုးလေးနဲ့သူစတာပဲပေါ့နော်ဒီပြင်တော့ထုံးစံတိုင်းကျွန်တော်တို့ဒီမှာဟိုဟာလေးတစ်ခုပါမယ်ကြောက်စုလေးတစ်ခုပါမယ်နောက်ပြီးဒီမှာbreak big man လေးတစ်ကောင်ပါတယ်ပေါ့နော်ဒီရငမန်းရုပ်ကကျွန်တော်တို့ဒါကဟို classic ဗျာ classic brick တွေဝယ်လို့ရှိရင်ပါတယ်မြက်လုံးအဲ့ဒါကိုသူကဒီကမှန်းမှာတက်ပြီးထားတယ်ငမန်းကြီးရွေးကြီးတယ်ဒါပေမဲ့ချစ်စရာလည်းကောင်းတယ်နော်ဒါကတော့ကျွန်တော်တို့ကလေးတွေဆိုနေတာသဘောကျမှာပေါ့နော်ဒါကလေးရောလူကြီးရောကျွန်တော်တို့ဟိုစုဆောင်းလို့ရအောင်ပုံအနေနဲ့ဒီပေါ့ကလေးပဲဖြစ်အောင်လို့လုပ်ပေးထားတယ်ပေါ့နော်ကလေးရဆော့တယ်လူကြီးရကျွန်တော်တို့ရွေးကြီးတော့စုလာတယ်အဲ့ဒါသူကငမန်းလေးလည်းပါတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော် mini figure selection လေးဆက်လောက်ရှိတယ်အဲ့တော့ကျွန်တော် mini figure တွေလေးကြည့်မယ်ဆိုရင်သူက mini figure skeleton လေးကိုပဲထည့်တွက်ရင်တော့ကျွန်တော်တို့၄កောင်ပါတာပေါ့ဗျာ၄កောင်ပါတာဟိုမှဒီမှာ pirate ဆိုရင်သူက captain ပါမယ်နောက်သူ့ရဲ့ crew member တွေပေါ့နော် crew member လေးပါတယ်ဗျာဒီကောင်လေးဆိုရင်ဒါကလေးမျက်နှာလေးနဲ့ပေါ့နော်သူက two face လားမသိဟုတ်တယ်သူ့ရဲ့နောက်မှာနောက်ထပ် face တစ်မျိုးရှိတယ် fear ဖြစ်နေတဲ့ face တွေပေါ့နော်ဒါမျိုးလေး sorry ပါကျွန်တော်ကတိတ်လက်မငြိမ်ပြတာပေါ့နော်ဒီလိုမျက်နှာလေးတစ်ခုလည်းပါတယ်အရှိဘက်ကဒီလိုဒါပုံမှန်ပေါ့နော်ဒီလိုပုံမှန်crew လေးတစ်ကောင်ပါတယ်ဗျဒီလိုချစ်စရာလေးဟိုဟာဒီဆက်ကတော့လုံးဝဗျာကျွန်တော်တို့ creator ထုံးစံတိုင်းပဲတေချာ huge ဖြစ်တဲ့အဲ့လို team ဘက်ကိုသူတွားထားပါတော့နောက်ပြီးတော့ကျွန်တော်ဒီမှာဒါတော့နည်းနည်းအသက်ပူကြီးရဲ့ crew member တစ်ကောင်ပါတယ်ဗျာဒီမျိုးလေးပေါ့နော်သူကတော့ one face ပဲဖြစ်တယ် sorry ပါဒီမှာသူအဓိက back printing လေးပါလေးလည်းသေးကြလေview design တွေထည့်ပေးတာကျွန်တော်သွားပြီးတွေ့ရတော့နော် skeleton လေးကတော့ဒါကျွန်တော်တို့ပုံမှန်ပဲကျွန်တော်တို့ဒီ base set တွေဝယ်နောက်ပိုင်း castle set တွေမှာမြင်ရတဲ့ skeleton လေးပဲပေါ့နော်ပြီးရင်တော့ဒီဘက်မှာ captain လေးကတော့သူ့ကိုကြည့်လိုက်တော့ဒီမှာသူကဒီ go ဒီဟိုပါပေါ့ cordon လို့ခေါ်တာဒီခုံးပတ်လေးတွေပါမယ်ပြီးရင်ဒီမှာဒီ printing ကနေအဲ့လိုရွှေအောင်တော့ငွေအောင်တော့အဲ့ဒါမျိုးလေးလက်လေးသူထည့်ပေးထားတယ်ဗျာဒါမျိုးလေးနဲ့သူကသွားထားတယ်ပေါ့နော်ခြေထောက်လေးတစ်ဖက်ကတော့ဒါကသူကဒီ dark gray ရောင်နဲ့ခြေတုတွေကိုထည့်ပေးထားတယ်ဒါကတော့ pirate တွေထုံးတယ်ပဲခြေထောက်တစ်ဖက်ကအတုပေါ့နော်ဒီမှာကျွန်တော်အခါလေး point out လုပ်ချင်တာသူ့ရဲ့ဒီ flag ဟိုပါပေါ့နော်ဒီ flag ကန်တော်ကြီးသူထည့်ပေးထားတာနှစ်ခုလားဗျာဒါကတော်တော်လေးတန်တယ်လို့ပြောတော့ဒီကောင်တွေကသူကဒီမြောက်ဆန်ထည့်ပြီးပြင်နေတယ်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးထည့်ပြီးပြင်နေရတယ်ပြီးရင်သူကတော်မြင်ရလေတိတ်မရှိတဲ့ဒီ Lego item လေးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါသူကဒီမှာနှစ်ခုတော့စေတနာကောင်းနဲ့ထည့်ပေးထားတယ်ဒီဆက်လေးရတာတော်တော်လေးတော့ဟိုတေးချာဒီလေးလိုက်ထားပြီးတော့တော်တော်လေးတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်အဲ့ခါလေးပြလိုက်ရတန်တော်နေထည့်ပြီးပြစ်ဖို့တော့သူကအကန့်ဆိုတာအနောက်မှာပါပြီးတာပေါ့နော်ဒါမျိုးလေးသူကထည့်ထားလို့ရတယ်ကျွန်တော်တို့လုံးဝဒီ classic ဒီဘာပေါ့ pirate ဟိုဟာရဲ့ပုံစံတော့ပြင်ပြီးရတယ်နော်ဒါမျိုးလေးအဲ့တော့ကျွန်တော်တို့မြောက်တွေထည့်ပြီးလည်းပြစ်လို့ရတယ်ဆိုတော့ဒါသူ့ရဲ့လေရွယ်သားနဲ့ပါဝင်တဲ့ mini figure ပေါ့နော်ဒီ crew member တွေနဲ့တွက်လိုက်လို့ရှိရင်တော့မဆိုးဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်တော့ဒါဆိုရင်လေးကိုသေးသေးဆက်ပြီးချိုးကြအောင်နော်လို့ရှိရင်ဒီဘက်ရှိရတော့ဒါတော့ပုံမှန်ပဲသူတို့ဒီဘက်အောက်မှာဆိုရင်
ကျွန်တော်တို့ဒီကန်တော်နှစ်လက်ထားစီရဲ့နေရာတွေပါမယ်crew mates တွေအောက်ဆင်းဖို့အတွက်နေရာလေးတွေတော့သူဖန်တီးပေးတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ကဒီလန်တိုင်တွေကအောက်ဖက်တီသူကဆင်းပြီးတော့တေးချာချာလေးခြေချတာပေးတာတွေ့ရတယ်ပေါ့နော်ပြီးရင်တော့ဒီဘက်အပေါ်မှာကျွန်တော်တို့ကဒီ captain ရဲ့လှေမောင်းတဲ့နေရာရှိမယ်နောက်ပြီးတော့ဒီမှာကျွန်တော်တို့ဒီရွက်တိုင်လေးရှိမှာပေါ့နော်ဒါကွန်ဟိုလုတ်တဲ့ဟာလေးရှိမယ်ဒီမှာငှက်တစ်ကောင်နားနေတာရှိတယ်ဗျာပြီးတော့ဒါသူကဒီမီးအိမ်လေးတွေဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝဒီ Lego ဟိုးရင် pirate ship တွေပါလေးရှိတဲ့ပုံစံလေးကိုပြန်ပြီးတော့ထည့်ပေးထားတာပေါ့နော်ဒီမီးအိမ်လေးထည့်ပေးထားတယ်နောက်ထပ်မိုက်တာတစ်ခုဆိုရင်ကျန်တဲ့ဒီ classic pirate ship တွေနဲ့မတူတော့သူကဒီဘေးကဖွင့်လို့ရတယ်ဗျာဒီမှာဘေးမှာဆိုရင် captain ကိုကျွန်တော်တို့ကဒါမျိုးသိချာမြင်ရတယ်ပေါ့နော်သူ့ရဲ့ဒီပစ္စည်းလေးတွေကပါလေးတွေသိချာဆိုတော့ဒါကလုံးဝဟို photography ဝါသနာပါတဲ့ brother တွေဆိုလို့ရှိရင်ဒါဓာတ်ပုံလေးတွေပါလေးသိချာလက်လေးရိုက်လို့ရတယ်ပေါ့နော်lighting ကတော့နည်းနည်းတော့ပြန်ထည့်ပေးအောင်ကျွန်တော်အပေါ်ဘက်သုံးဘက်ဘေးဘက်ကနေ lighting လေးထည့်ပေးရိုက်ဖို့လိုတာပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီလှေလေးကိုကျွန်တော်အသေးစိတ်မြင်ရတာပေါ့နော်ပြီးရင်ကသူကဒီရွက်တိုင်တွေကနည်းနည်းလေးတော့လှုပ်တယ်ဗျာအဓိကသူကဒီ technique ဟိုဟာလေးတွေအသေးလေးတွေပဲသူကသုံးလိုက်တော့နည်းနည်းလေးလှုပ်တယ်ဒါတော့ကျွန်တော်မကြိုက်တဲ့ချက်ပါနော်ကန်ရတယ်လေကရှိသမျှရွက်တိုင်တွေကတော့ဒီစကူကတယ်လို့ဖြစ်နေအဲ့တခုကကျွန်တော်မကြိုက်ဘူးနောက်ပြီးတော့ဒီမှာဒါနည်းနည်းလေးရက်ဆက်ကြတယ်ဗျာဒါကဟိုဟာဒီဓာတ်ခံနေပါတယ်သူကတွန်းချဖို့နေရာလေးလှုပ်ပေးထားပါတော့ဒီမှာခုံချလို့ရတယ်ကျွန်တော်တို့ဒီ Pirates of the Caribbean ကြည့်ဘူးရင်တော့ brother ကိုလည်းမြင်ဘူးမှာဒါအမြဲတမ်းကျွန်တော်တို့ကလှေပေါ်ပါလာတဲ့လူတွေကိုကျွန်တော်နှိမ့်ဆက်လေးရှိတယ်နီးတယ်ပေါ့နော်တော်တော်လှုပ်လို့ရနီးဒီမှာဆိုရင်လည်းကျွန်တော်ပြောမှာဒီကပင်အပေါ်တက်သွားဖို့လေကားလေးပါတယ်ပေါ့နော်တော်တော်လေးသူ့ဟာနဲ့သူတော့ဒီ compact ဖြစ်နေတော့ဒီလေးကြတဲ့ set လေးတစ်ခုဖြစ်တယ်ပေါ့နော်အဓိကကျွန်တော်ထောက်ပြချင်တာအဲ့ဒီရွက်တိုင်ကြီးလှုပ်နေတဲ့ကိစ္စပဲဒီမှာကျွန်တော်ထိတယ်လေရွက်တိုင်ကြီးအလုံးလှုပ်နေဆိုတော့ဒီဝဿနာလေးကကျွန်တော်ရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီ overall ပြန်မြင်ရအောင်ဒီမှာမမန်းအပေါ်ကလေဘောလူကြလာတယ်သူကိုက်ဖို့စောင့်နေပြီးသားအဲ့တော့ဒီကျွန်တော်တို့ parrot တွေကြိုက်တယ်ဒီဘက်နောက်ပိုင်းမှာဆိုရင်ဒီ Pirates of the Caribbean တို့ပြန်ထွက်တယ်ဆိုတော့ဒီလိုမျိုးနောက်ပိုင်းပြန်ထွက်တဲ့ Pirate ဆက်လေးတွေကိုစုဆောင်းမှုအတွက်ဆန္ဒရှိရဆိုရင်ဒီဆက်လေးရတယ်ကျွန်တော်ဟိုဝယ်ထားတဲ့နဲ့ထဲတော့ပါတယ်ဗျာဟိုလုံးဝအရင်ကျွန်တော်တို့ဟိုလိုမျိုးရွက်တိုင်နေဒါမျိုးတွေနဲ့လုံးဝဒီပိတ်သားနဲ့လောက်ထားတဲ့ဒီဟိုဟာတွေဖြစ်မှာမဟုတ်ဘူးเนาะရွက်တွေဖြစ်မှာတော့မဟုတ်ဘူးဒါပေမဲ့သူကလည်းသူ break bait လေးကိုမှcompact ဖြစ်တဲ့ design နဲ့ကျွန်တော် playable ဖြစ်တဲ့ play feature တွေလည်းပါတယ်အသစ်ထွက်တဲ့ဒီ pirate mini figure လေးတွေလည်းရကျင်တယ်ဆိုတော့ဒီ set လေးကဝယ်သင့်တဲ့ထဲတော့ပါတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဓိကကိုက MOC URL လို့ရှင်တဲ့ custom တွေထပ်ပြီးတော့ကိုင်ကျင်နေဆိုလို့ရှိရင်လည်းဒါသူက set ပြီးတော့အများကြီး alternative option တွေသွားလို့ရတဲ့ set တစ်ခုလည်းဖြစ်တယ်အဲ့တော့ကိုကအစ်စ်ပဲဝယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဆင်ပြေတော့ second hand တွေ့ရင်လည်း second hand လေးဝယ်ပြီးတော့ကိုယ့်ရဲ့ collection ကိုပို့ပြီးတော့ file အောင်လုပ်မယ်ဆိုရင်တင့်တော်တဲ့ set တစ်ခုလို့ကျွန်တော်ကတော့မြင်နေပါဗျာအဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ဒီလေလေးတော့ review ကတော့ဒီလောက်ပဲပေါ့နော်နောက်ရက်ဒီမှာလည်းကျွန်တော်တခြားဒီ Lego set အကြီးတွေကို set up review လုပ်သွားဖို့ရှိတယ်ပေါ့နော်ကျွန်တော်ရှေ့အပတ်တွေကတော့ကျွန်တော်စာမွေးနည်းနည်းရှိလို့ကျွန်တော်ပြောင်းနေဖြစ်ပါတယ်ဘာသာတော့ကျွန်တော်ရဲ့ဒီ YouTube channel လေးမှာလည်း subscribe လေးလုပ်ပါပြီးလို့ရပါတယ်ဆုံးဖြတ်ကြည့်ပြီးတော့ဘာသာရက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ video မှာပြန်တွေ့ကြတော့